ကုန်းတိုင်းမှာဖြစ်ပွားခဲ့တဲ့ကားလမ်းမပေါ်လှည့်အိပ်ပြီးကိုအဆုံးစီရင်သွားတဲ့မလင်းပြည့်အိမ်ရဲ့ရင်ပတော်တဆမှုဟာအားလုံးထင်ထားသလိုသမီးရေးစားကိစ္စမဟုတ်ဘဲမိသားစုကိစ္စတွေကြောင့်ကိုအဆုံးစီရင်သွားတာဖြစ်ကြောင်းပေါ်ပေါက်လာမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ21ရက်နေ့ညပိုင်းကရွှေကုန်းတိုင်းဂုံတရအစင်ရင်ပတော်တဆမှုဖြစ်စဉ်မှာရင်တိုက်ခံခဲ့ရတဲ့မလင်းပြည့်အိမ်ဟာအများထင်သလိုသမီးရေးစားကိစ္စကြောင့်မဟုတ်ဘဲမိသားစုအတွင်းရေးပြဿနာတွေကြောင့်အခုလိုပြုလုပ်သွားတာဖြစ်တယ်လို့နိစက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။မလင်းပြည့်အိမ်ဟာအခုကိစ္စမဖြစ်ခင်ရှေ့ပိုင်းရက်တွေတုန်းကကလောမျိုးကိုအပန်းဖြေခရီးသွားရောက်နေခဲ့တာဖြစ်ပြီးကလောကပြန်ရောက်ချင်းနေအိမ်မပြန်ခင်လမ်းမှာတင်အခုလိုကိစ္စမျိုးကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။အနီးပတ်ဝန်းကျင်မှာလူတွေရဲ့ပြောပြချက်အရမလင်းပြည့်အိမ်ဟာကားပေါ်ကကောင်လေးတစ်ယောက်နဲ့စကားများရန်ဖြစ်ပြီးတဲ့နောက်အဆိုပါကောင်လေးကသူ့ကိုအထုပ်တွေနဲ့အတူလမ်းဘေးမှာချထားခဲ့ကကားကိုတလက်ချမ်းမောင်းထွက်သွားခဲ့ပြီးတဲ့နောက်မလင်းပြည့်အိမ်ကတခဏအကြာမှာလမ်းမပေါ်မှာလှည့်အိပ်သွားခဲ့တာဖြစ်တယ်လို့ကိုယ်တိုင်တွေ့ရှိခဲ့သူတဦးကပြောပြထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကားလမ်းပေါ်လှည့်အိပ်ပြီးကိုအဆုံးစီရင်သွားခဲ့တာဟာချစ်သူရည်စားကိစ္စကြောင့်လို့အားလုံးကထင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အားလုံးထင်နေကြသလိုမဟုတ်ဘဲမိသားစုအတွင်းရေးတွေကြောင့်လှုပ်သွားခဲ့တာဖြစ်ကြောင်းဆွေမျိုးနိဆက်သူတဦးကအခုလိုပြောပြထားပါတယ်။မလင်းပြည့်အိမ်ရဲ့ကိစ္စတွေကိုအစအဆုံးသိရှိထားသူတဦးကမိသားစုပြဿနာစိတ်ဒဏ်ရာတွေကြောင့်မူးအောင်တောက်ပြည့်ရင်းနဲ့ဒီလိုတွေဖြစ်ကုန်တာပါ။ဘာကြီးစားကြောင့်မှမဟုတ်ပါဘူး။ဒေနာယူလို့လှုပ်တယ်ဆိုတဲ့ပုံစံနေတင်နေကြတာငါရင်တွေနာလိုက်တာဟာလိုက်လဲမရှင်းပြနိုင်တော့ဘူး။သူ့နားမှာငါမရှိနေတာကိုပဲနောင်နာရမိတယ်ဟုဆိုကမလင်းပြည့်အိမ်ရဲ့ချစ်ခင်ရသူတငယ်ချင်းတယောက်ကရှင်းပြထားတာလည်းဖြစ်ပါတယ်။ဒါအပြင်မိသားစုအတွင်းရေးကိစ္စတွေကြောင့်ကိုအဆုံးစီရင်သွားခဲ့တာတော့နာရေးကိစ္စကိုချောချောမောမောမလုပ်ပေးခဲ့ဘူးဆိုပြီးတော့လေအဆိုပါမိန်းကလေးကပြောပြထားပါသေးတယ်။အကုန်တာဝန်ယူပြီးလုပ်ပေးမယ်လို့မင်းညကလေးကပြောထားတာကိုသူတို့လုပ်မယ်ဆိုပြီးတော့စေးရုံမှာတရားနာတယ်။ခမ်းမတော်မငါထားပဲဖြစ်တယ်လို့ပဲတကြိုလိုက်တယ်။လှုပ်ရက်လိုက်ကြတာဓာတ်ပုံတွေပန်းတွေစာရွက်ကအစအကုန်လှုပ်ထားပေးပြီးမှစေးရုံကအတူတူထွက်တာကိုငါတို့ကားကိုမဆောင်မဲနဲ့တကြိုလိုက်ပြီးတဲ့လားလွယ်လိုက်တာမိမိရေအကောင်းဆုံးတွေလုပ်ပေးချင်တာကိုမခဏလေးနောက်ကျနေတာပါရက်ဆက်တဲ့အန်ဒီတို့ရဲ့သူဒီလောက်ကောင်းပေးခဲ့တာကိုနောက်ဆုံးခရီးကဒီလိုမျိုးဖြစ်တယ်လို့လုပ်ပေးမယ်လို့မထင်ထားခဲ့ဘူးယုံမိတာငါအမားပဲမလုပ်ပေးခြင်းလေသူ့ကိုချစ်တဲ့သူတွေရှိတယ်နော်တော်တော်ရက်ဆက်ကြတဲ့မိသားစုဟုဆိုကမလင်းပြည့်အိမ်ရဲ့မိသားစုအပေါ်မှာလည်းမချစ်တင်ငယ်ပြောဆိုထားတာပဲဖြစ်ပါတယ်မလင်းပြည့်အိမ်ဟာမိသားစုပြဿနာကြောင့်ကိုအဆုံးစီရင်ခဲ့ပြီးတဲ့နောက်နာရေးကိစ္စမှာတော့မိသားစုဝင်တွေစီကနေနှွေးထွေးတဲ့မြတ်တာတွေကိုမရပဲအဆုံးသတ်လိုက်ရတဲ့တနာစရာမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်